တော့အထာဏမေတံဂါထာဖြစ်ပေါ်လာဖို့အထာဏမေတံပါဠိပေါ့ဆိုနိယပါဠိဖြစ်ပေါ်လာဖို့အဲ့ဒါနဲ့အတူအထာဏမေတံပါဠိရဲ့အနတ်အဓိပ္ပာယ်ကိုဒါဥစဉ်ဓမ္မဒါနပြုမျှဝေပေးမှာဖြစ်ပါတယ်အထာဏမေတံပါဠိဖြစ်ပေါ်လာဖို့အကြောင်းကိုဦးဇင်းတို့ပါမကကျုပ်ဆရာတော်ဘုရားကြီးရှင်လင်းမိတ်ကြားပေးထားပါတယ်ဒါလေးကိုဦးဇင်းတို့တွေဦးဇင်းနဲ့အတူပေါ့အာလုံးတော်ဓမ္မချစ်ခင်သူတော်စင်များတေချာလေးနာယူမှတ်သားကြရအောင်အဲ့ဒါလို့နဲ့သူ့ယုံကြည်ကိုးကွယ်တဲ့အဇာတတမင်းကနန်းစည်းစိမ်ရလိုက်ပြန်တယ်ပေါ့နော်ဘယင်ဖြစ်သွားတယ်အဲ့ဒါလို့ဘယင်ဖြစ်ပြီဆိုတဲ့အခါမှာဖះကိုလောက်ကြံတပ်ဖြတ်ဖို့ဆိုပြီးတော့ဒေဝရတ်ကလက်ဖြောက်လေးသမားတွေကိုတောင်းလိုက်တယ်32ယောက်32ယောက်တောင်းလိုက်တယ်ဖះတပ်ဖို့ဆိုပြီးတော့လူသက်သမားတွေလက်ဖြောင်းလေးသမားတွေကိုတောင်းခုခေတ်ဆိုရင်တော့တနတ်ပေါ့နော်လက်ဖြောင်းတပ်သားတွေတောင်းလိုက်တာဘုရင်ကြီးကလည်းအမိန့်ချလိုက်တယ်ဇာတတဘုရင်ကအမိန့်ချလိုက်တယ်ကဲမင်းတို့ရှင်ဒေဝရတ်စီသွားသူခိုင်းတဲ့အတိုင်းလှုပ်ကြဆိုအမိန့်ပေးတာရှင်ဒေဝရတ်ကရှုပ်ဝက်ထားတယ်ဒါတွေကိုသူစီကိုလက်ဖြောင်းလေးသမားတွေရောက်လာကြတယ်လက်ဖြောင်းလေးသမားတွေရောက်လာတဲ့အခါကျတော့တယောက်နဲ့တယောက်မသိစေအောင်သူကပထမဆုံးလက်ဖြောင်းလေးသမားတယောက်ကိုမင်းဒီလမ်းကသွားရာဇဂိုမြို့ခေစကုတ်တောင်ချေမှာယဟန်ဂေါရမသတင်းသုံးနေတာရှိတယ်အဲ့ဒါသွားပြီးတော့မင်းလေးနဲ့ပြစ်နော်ယဟန်ဂေါရမကိုလောက်ကြံတပ်ဖြတ်ရမယ်ဆိုပြီးတော့လေးသမားလွတ်လိုက်တာလွတ်ပြီးတဲ့အခါကျတော့အမှုမပေါ်အောင်နှုတ်ပိတ်တာဘယ်လိုလုပ်တုံဆိုတော့မင်းယဟန်ဂေါရမကိုပြစ်တတ်ပြီးရင်ဘယ်လမ်းကလာခဲ့ဆိုပြီးလမ်းမှာပေးလိုက်တယ်သူကအဲ့ဒီလမ်းကပြန်ခဲ့တေချာမှားတာနော်မင်းဘယ်လမ်းကသွားပြန်လာရင်ဘယ်လမ်းကလာခဲ့လုတ်ပြီးရင်ဘယ်လမ်းကလာခဲ့အဲ့ဒီသူလာမဲ့လမ်းကိုလေးသမား2ယောက်အဆောင်ချထားတယ်တိတ်ပုံအဆောင်ချတာအေးဟိုကောင်တယောက်လာလိုက်ပဲမင်းတို့ပြစ်မလွတ်စေနဲ့ဒီကောင်တယောက်နဲ့2ယောက်ဆိုတော့တေချာအောင်လောက်တာနော်2ယောက်အဲ့ဒီ2ယောက်ကိုလည်းပဲအဲ့ဒီကောင်ကိုတတ်ပြီးရင်မင်းတို့ဒီလမ်းဘယ်လမ်းကပြန်ခဲ့ဆိုပြီးတော့တေချာမှားတာလမ်းဒီအဲ့ဒီလမ်းမှာ4ယောက်ချထားတယ်ဟို2ယောက်ကိုပြစ်တတ်ဖို့4ယောက်ချထားတယ်တခါအဲ့ဒီ4ယောက်ကိုလည်းပဲဘယ်လမ်းကပြန်ခဲ့လို့ဆိုပြီးတော့လမ်းနေမှားထားပြီးတော့8ယောက်ချတာအဲ့ဒီ8ယောက်ကတတ်ပြီးရင်မင်းတို့ဘယ်လမ်းကပြန်ခဲ့ဆိုတော့8ယောက်ကပြန်လာမဲ့လမ်းကိုတော့16ယောက်ချထားတယ်ကဲလေးသမားတွေအများကြီးပဲ30ကျော်ချတာအဲ့ဒါအမှုမပေါ်အောင်လုပ်တာလေဘလောက်ညံကောင်းတော့စဉ်းစားကြည့်ရောအမှုမပေါ်အောင်ဘယ်သူတတ်တာမှမသိအောင်အမှုမပေါ်အောင်လုပ်တယ်အဲ့လိုစီမံပြီးတော့သူလည်းမင်းသားဆိုတော့လှုပ်တတ်မှာပဲဒါတွေကနော်ကလိန်ကကြစ်တွေလှုပ်တတ်တာအဲ့တော့သူစီမံချက်အတိုင်းလေးသမားတယောက်ကသွားရောဟိုရောက်တဲ့အခါကျတော့မြတ်စွာဘုရားထိုင်းနေတာတွေ့တယ်တပါးတည်းမြတ်စွာဘုရားလည်းမြင်လိုက်ရောဒုတုံနေတယ်သူမလှုပ်ရဲဘူးနော်ဘုရားရဲ့ဘုံတကူနဲ့မြင်နာနဲ့တယ်မဲ့သူကြောက်ရွံ့ပြီးဘာလို့မှမသိကြောက်လန့်နဲ့အဲ့ဒါလို့ခက်လန့်ကနေမြတ်စွာဘုရားကိုကြည့်ပြီးကြောက်လန့်နေအဲ့တော့မြတ်စွာဘုရားမြင်တော့လာခဲ့လို့လှမ်းခေါ်လိုက်ပြီးတော့သူ့ကိုမြတ်စွာဘုရားတရားဟောတာတရားလည်းဟောလိုက်ရောတရားသူတတ္တဗံဖြစ်သွားတယ်မြတ်စွာဘုရားကမင်းဒီလမ်းကမပြန်နဲ့တခြားလမ်းကပြန်လမ်းလွှဲပြီးတော့လွှတ်လိုက်တယ်
အဲ့တော့လမ်းကသူ့တတ်မလို့စောင့်နေတဲ့ကောင်တစ်ယောက်ကဒီကောင်မလာနဲ့လိုက်လာတော့ဘုရားနဲ့ပဲပဲမှာတွေ့ပြန်ရောသူတို့ကဘုရားတတ်ဖို့မဟုတ်ဘူးလေဟိုလူတတ်ဖို့ဟိုလူရှာမတွေ့တာနဲ့ဘုရားစီရောက်လာကြတော့ဘုရားကသူတို့လည်းတရားဟောလိုက်တယ်ကျွတ်သွားပြန်ရောနောက်ထပ်သူတို့နှစ်ယောက်ကိုတတ်မဲ့လူ၄ယောက်ကမလာနဲ့ဆိုလိုက်လာကြပြန်ဘုရားနဲ့တွေ့ပြန်တွေ့တော့ဘုရားကနေပြီးတော့တရားဟောလိုက်ကျွတ်သွားတခြားလမ်းကပြန်သွားကြလူ၈ယောက်ကလွဲသွားပြန်တော့လိုက်လာပြန်ရောမြတ်စွာဘုရားတရားဟောအကျွတ်တရားရတခြားလမ်းကပြန်ခိုင်းလိုက်တယ်16ယောက်ကစောင့်တာမလာဘူးမလာတဲ့အခါကျတော့သူတို့လည်းလိုက်လာကြတော့ဘုရားနဲ့တွေ့ဘုရားဟောတော့အားလုံးဟာအကျွတ်တန်းဝင်သွားကြဒေဝရရဲ့ဒီတပ်ဖြတ်သုတ်တင်ရေးလမ်းစဉ်ကြီးကမအောင်တော့အကုန်လုံးကိုယ်ကဖြစ်သွားဒီလိုဆိုတာပေါ့လောက်ကြံတပ်ဖြတ်တဲ့လမ်းကြောင်းကြီးတွေအကုန်လွဲချော်ပြီးတော့အကုန်လုံးသွားတယ်တဲ့ဟောအဲ့ဒါလိုလောက်တာနော်လေးသမားတွေလွတ်ပြီးတော့အဲ့လိုတတ်ခိုင်းတာအဲ့ဒါလိုမရတဲ့အခါကျတော့ဒေဝရကအခဲမကြေဘူးခဲမကြေတော့အေးရဟန်းဂေါရမကိုငါကိုယ်တိုင်တတ်မယ်ဆိုမြတ်စွာဘုရားဂိစကုတ်တောင်ဆောင်မှာတောင်ရိပ်မှာအမြဲတမ်းလို့တောအကြောင်းမှာသတင်းသုံးပြီးဈဉ္ဉံလျှောက်နေတတ်တယ်မြတ်စွာဘုရားနေတဲ့နေရာသူကသိထားပြီးသားကြီးမားတဲ့ကြောက်တုံးကြီးတစ်တုံးကိုသူကိုယ်တိုင်သွားပြီးတော့အဲဒီမှာမြတ်စွာဘုရားဈဉ္ဉံလျှောက်တဲ့အချိန်မှာလှိမ့်ချတဲ့အခါကျတော့ကြောက်ဆောင်ကြီးနှစ်ခုနဲ့ဝင်ပြီးတော့တိုက်လိုက်တဲ့အခါအဲဒီကြောက်တုံးကြီးကအောက်ထီအောင်မကြောက်ကြောက်တုံးကြီးနှစ်ခုကနေဝင်ဆောင်းလိုက်ပြီးတော့တတော်လုံးဟိမ့်သွားပြီးတော့ကြောက်ချင်းရိုက်ခတ်တဲ့အတန်ကြောင့်ဟိမ့်သွားပြီရိုက်ခတ်တဲ့စွမ်းအားနဲ့ပဲကြောက်ဖက်ကြီးတစ်ခုကနေကွာပြီးတော့မြတ်စွာဘုရားခြေတော်ဝင်းမှန်ပါလေဟောမြတ်စွာဘုရားဟာခြေတော်ကိုထိလိုက်တော့အလွန်ပဲနာကျင်ပြီးတော့ရှေ့ဆက်လမ်းမလျှောက်နိုင်တော့ကြောက်တုံးကြီးလှိမ့်ချလိုက်တဲ့အတန်တို့ကြောက်တုံးကြီးခတ်မိတဲ့အတန်တို့တတော်လုံးဟိမ့်သွားတဲ့အခါရဟန္တာငါတွေဟာပြေးလာကြတယ်မြတ်စွာဘုရားထိသွားတယ်ဆိုတာလည်းသိတော့ပြေးလာကြပြီးတော့ထမ်းစင်နဲ့ထမ်းပြီးတော့မြတ်စွာဘုရားကိုဇီဝကဆရာကြီးရဲ့ဥယျာဉ်ဘက်ကိုခေါ်သွားပင့်သွားကြတယ်ပေါ့နော်အဲ့ဒီပင့်သွားတာမြတ်စွာဘုရားထမ်းစင်နဲ့ထမ်းယူသွားတာလမ်းမလျှောက်နိုင်တော့ဘူးခြေတော့တန်ရာရသွားတယ်လေမြတ်စွာဘုရားအသားတော်ကတော့ကွဲပြဲသွားတာမရှိဘူးတဲ့ဒါပေမဲ့ခြိမတစ်ခုလုံးဟာသွေးစိမ့်တီသွားပြီးတော့ရောင်အံ့ပြီးတော့လမ်းမလျှောက်နိုင်လောက်အောင်ဖြစ်သွားလို့ရဟန်းတန်ဃာတွေကထမ်းစင်နဲ့ထမ်းပြီးတော့မြတ်စွာဘုရားကိုပင့်သွားဟိုကြတော့ဆရာဇီဝကစေကုသပေးရတာစဉ်းစားတာကြည့်တော့ရဟန်းတန်ဃာတွေကဘလောက်စိုးရိမ်ပြီးတော့ရောက်ရခတ်နေကြမလဲတရင်နေမျိုးပြောကြတယ်အေးဒီဝရကဘုရားတတ်မလို့တဲ့ကြိုးစားနေပြီဘုရားကိုတတ်ဖို့လှုပ်ထားတဲ့လေးသမားတွေလွတ်တုံးကတော့အတန်သိမ့်မကြားလိုက်ဘူးတိုးတိတ်နဲ့ပြီးသွားတယ်ကြောက်တုံးလှိမ့်ချလိုက်တဲ့အချိန်ကျတော့အားလုံးကဟိုးလေးတွေကြော်ဖြစ်သွားတယ်ဟိုးလေးတွေကြော်ဖြစ်သွားတော့ယဟန်တန်ဃာတွေကစိတ်မချဘူးမြတ်စွာဘုရားအနိပါမှာလာပြီးတော့ကင်းဆောင်ကြတာပေါ့နော်ခုခေတ်လို့ဆိုရင်ကင်းဆောင်တာပေါ့စာရွတ်တဲ့ကိုရောရွတ်ဈဉ္ညာလျှောက်တဲ့ကိုရောလျှောက်ဒုတ်တွေတော့ပါမထင်ပါဘူးအဲ့တော့အဲ့ဒါလို့ကင်းဆောင်ပြီးတော့နေကြတဲ့အခါမြတ်စွာဘုရားကအတန်ကြားတော့ခေါ်တယ်ဘာလို့ကြတာလဲခေါ်ပြီးတော့ဒီလိုပဲမြတ်စွာဘုရားကိုဒေဝရကလောက်ကြံမှုကြမ်းနေတယ်စိုးရိမ်လို့မြတ်စွာဘုရားကိုကာဝယ်ဆောင်ရှောက်ဖို့အခုလိုလုံခြုံရေးယူကြတယ်ပေါ့နော်လုံခြုံရေးယူထားတယ်လို့ဆိုမြတ်စွာဘုရားငါ့ကိုစောင့်ရှောက်ဖို့မလိုပါဘူးဆိုပြီးတော့ဘုရားဟောတဲ့ဂါထာလေးကဂါထာတော့မဟုတ်ဘူးစုံနည်းရလေးပေါ့အထာဏမေတံဘိက္ခွေအနဝကာသောယံပရုပက္ကမေနတထဂတံဇီဝိတံဟောရောပိယအနုပက္ကမေနဘိက္ခွေတထဂတာပရိနိဗ္ဗာယန္တိအတိပ္ပယ်ကသူတစ်ပါးတွေလုံးလပြောကနဲ့မြတ်စွာဘုရားကိုသိအောင်လုပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးတဲ့ဖြစ်နိုင်စရာအကြောင်းလုံးဝမရှိဘူး impossible လို့ပြောတာပဲအထာဏမေတံ
impossible ဘယ်နည်းနဲ့မှမဖြစ်ဘူးဖျားဆိုတာဟာသူတစ်ပါးရဲ့တပ်ဖြတ်မှုမပါဘဲနဲ့သဘာဝအတိုင်းသာလဲပြိဋိဘံဆံရိုးရှိတယ်ဆိုတဲ့ဒီစကားကိုမိတ်ချတာနော်အဲ့ဒီအထာဏမေတံဘိက္ခဝေအနဝကတော့အထာဏဆိုတာဖြစ်နိုင်စရာအကြောင်းမဟုတ်ဘူးအနဝကတော့ဖြစ်နိုင်တဲ့အခွင့်အရေးမရှိဘူးယံပရုပက္ခမေနတထာဂတဇီဝိတံဟောရောပိယသူတော်ဘာတွေကလုံလပြုတ်ပြီးတော့မြတ်စွာဘုရားကိုတတ်တယ်ဖြတ်တယ်ဆိုတာမဖြစ်နိုင်ဘူးတဲ့လုံးဝမဖြစ်နိုင်ဘူးအနုပက္ခမေနဘသူရဲ့လုံလမှာမပါပဲနဲ့တထာဂတပြိနိဗ္ဗာန်ယန္တိဖျားဆိုတာသူ့အလိုလျောက်တာပြိနိဗ္ဗာန်ဆန္ဒသူများတတ်လို့မသိဘူးလို့ဆိုလို့တယ်ပေါ့အဲ့ဒါလေးကိုမန္တန်အဖြစ်အသုံးချကြတယ်နော်မန္တန်အဖြစ်သုံးချလို့ရတယ်တဲ့ယုံကြည်လို့ရှိရင်တော့လောက်ပေါ့သူများတွေကကိုယ့်ကိုလှုပ်ကြံတပ်ဖြတ်ခြင်းကမတတ်နိုင်ဘူးတဲ့တချို့ဆရာတော်ကြီးတွေအဲ့ဒါကိုရွတ်တယ်သူများတွေကမလှုပ်ကြံနိုင်ဘူးမြတ်စွာဘုရားကိုခုံကိုအာယုံပြုတ်ပြီးတော့အထာဏမေတ္တဘိက္ခဝေနဝကသောယံပရုပက္ခဝေနတထာဂတဇီဝိတံဟောရောပိယအနုပက္ခဝေနဘိက္ခဝေတထာဂတပြိနိဗ္ဗာန်ယန္တိဆိုတဲ့ဒီစာပိုက်ကလေးကိုအမြဲတမ်းရွတ်ဖတ်တရဆယ်ပြီးတော့မြတ်စွာဘုရားကိုကြည်ညိုတဲ့အနေနဲ့ကုသိုလ်စိတ်တွေပွားမယ်ဆိုရင်တော့အကျိုးတော့ဖြစ်မှာပါပဲသိကြတယ်နော်ဘုန်းကြီးတို့မှတ်တမ်းတွေထဲမှာမြန်မာနိုင်ငံမှာတစ်ချိန်တုန်းကဒီလွတ်လပ်ရေးမရခင်အချိန်ဒုတိယကမ္ဘာစစ်အပြီးမှာပလိယောဂါတွေကြီးကျယ်ဖြစ်တယ်အင်္ဂလိပ်လက်ထက်ကနောက်ပိုင်းမှာပလိယောဂါတွေတားဖြစ်တယ်အင်္ဂလိပ်ပြန်ဝင်လာတဲ့အချိန်နဲ့တူပါတယ်ဒုတိယကမ္ဘာစစ်မှာပလိယောဂါတွေဖြစ်တယ်ရွာတွေမှာတိမ်ပြီးတိမ်ဆိုတာလို့လူတွေဟာသိဆုံးကြတယ်အဲ့ဒါလို့အကြီးကျယ်ပလိယောဂါတွေဖြစ်တဲ့အခါပရိတ်တော်တွေရွတ်ကြနောက်ဆုံးမှာအဲ့ဒါလို့ပရိတ်ရွတ်တာတောင်မှပဲသိဆုံးမှုနှုံနာကရော့မကြသေးဘူးတဲ့အဲ့ဒီမှာဘုန်းကြီးတို့ရဲ့ဆရာတော်ကြီးကဓနုပြုစံခင်းရွာမှာတရင်သုံးတာအဲ့တော့ဒါမှမဟုတ်စံခင်းဆရာတော်လို့ခေါ်တယ်အဲ့ဒီဓနုပြုစံခင်းမှာနေတဲ့အချိန်မှာစံခင်းရွာမှာပလိယောဂါတွေဖြစ်တဲ့အခါမှာဒါတွေရွတ်တာနောက်ဆုံးမှာဆရာတော်ကြီးကပရိတ်တေကြီးပဲမဟုတ်ဘဲနဲ့အထာဏမေတ္တံထည့်ပြီးတော့ရွတ်တဲ့အခါကျတော့မှအသေးပြောက်တွေဟာရနာသွားတယ်လို့ဒီလိုဆိုတယ်အဲ့ဒါလို့မှတ်ထားတာရှိတယ်ပေါ့နော်ဒါကဘာဖြစ်လို့လဲဆိုတော့ပလိယောဂါကြောင့်လူတွေသေတာတော့ယောဂါကြောင့်သေတာသေပါများလာတဲ့အခါကျတော့မကောင်းဆိုးဝါးတွေရောက်လာတယ်ပေါ့နောက်ဆုံးမှာယောဂကြောင့်သေတာတဲ့မကောင်းဆိုးဝါးကြောင့်သေတာတွေများလာတယ်ဒါကြောင့်မလို့ပရိတ်တွေရွတ်အထာဏမေတ္တရွတ်တဲ့အခါကျတော့မကောင်းဆိုးဝါးတွေဟာမနေနိုင်ဘူးထွက်ပြေးကုန်ကြတယ်အဲ့ဒီလိုနဲ့ယောဂဝေဒနာတွေပျောက်ကင်းသွားတယ်လို့ဒီလိုဆရာတော်ကြီးမိန့်ကြားတဲ့စကားကိုကိုးကားပြီးတော့ရေးထားတာတွေရှိတယ်ပေါ့နော်အေးအထာဏမေတ္တဆိုတာအဲ့ဒီတုန်းကမြတ်စွာဘုရားကယဟန်တွေကိုမိန့်ကြားခဲ့တဲ့စကားပဲဆရာတော်ဘုရားကြီးမိန့်ကြားတဲ့ဒါအထာဏမေတ္တဇုနိယပါဠိဖြစ်ပေါ်လာပုံတမိုင်းပေါ့ဒါအထာဏမေတ္တဆိုတာတဲ့မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်မိန့်ကြားခဲ့တဲ့ဒါပါဠိတော်ဖြစ်တယ်ဒါကြံခဲ့တဲ့ရက်ကဗီဒီယိုတစ်ခုမှာဦးဇင်းဒါလေးကိုဓမ္မဒါနပြုမျှဝေပေးခဲ့ပြီးဖြစ်ပါတယ်အထာဏမေတ္တံဘိက္ခဝေအနဝကာသောယံပရုပက္ကမေနတထာဂတံဇီဝိတာဝရောပိယအနုပက္ကမေနဘိက္ခဝေတထာဂတပရိနိဗ္ဗာယန္တိဧတေနသစ္စာဝိဇ္ဇေနတုဋ္ဌိမေဟောတုတပ္ပတာဒါကတော့ဆရာတော်ကြီးများဒါပြန်ထည့်ပြီးတော့ထပ်ထည့်ပြီးတော့ရွတ်ထားတာအဲ့တော့အဲ့ဒါလေးကိုဥစဉ်ဒါအထာဏမေတ္တံရဲ့အနတ်အဓိပ္ပာယ်ပါပဲ
ဒါလေးကိုဥစဉ်ရွတ်ဖတ်ပြပါမယ်ဘေကဝေယဟန်တော်များဥချစ်သားတို့ယံအကျင့်အကြောင်းကြောင့်ပရူပကမေနသူတစ်ပါးတို့ဤလုံလပယောဂဖြင့်တတကတံသင်တို့ဆရာငါဘုရားကိုဇီဝိတာယုတ်နံနတ်ထွေအိန္ဒြေမွက်ခေါ်အတ္တတော်မှဝရောပိယခွင်းကပြက်ချွေချတတ်ပြရ၏ဧတံဤသို့ယုတ်နံပြက်ခွင်းချတတ်နိုင်ခြင်းသည်အထာနံအကြောင်းချင်းရာမဟုတ်တည်တာလင်တည်းဧတံဤသောဤသို့ယုတ်နံချတတ်နိုင်ခြင်းသည်အနဝကသောအခွင့်အခါမဟုတ်တည်တာတည်းဘေကဝေငါဘုရားကိုစောင့်ရှောက်နေ냐ဥချစ်သားယဟန်တို့တတဂတာရှေးရှေးအတူကြွလာတော်မူသောမြတ်စွာဘုရားတို့သည်အနုပကမေနသူတစ်ပါးတို့ဤလက်နက်လုံလပယောဂတို့လုံးဝမရှိဘဲလျက်သာလျင်ပရိနိဗ္ဗာယန္တိနိဗ္ဗာန်စံကိန်းငြိမ်းအေးတော်မူကြပေကုန်၏ဒါစောစောကဆရာတော်ဘုရားကြီးအဓိပ္ပာယ်ဖွင့်ဆိုပြီးသွားပါပြီဒါကိုဦးစင်းကထပ်ပြီးတော့ဓမ္မဒါနပြုမျှဝေပြီးတော့ဖတ်ပြတာအဲ့တော့ဒါကိုဧတိနသစ္စာဝိဇ္ဇေနသုတိမေဟောတုတပ္ပဒါဆိုပြီးတော့ဒါထပ်ထည့်ထားခြင်းအကြောင်းကဒီအဋ္ဌာဏမေတံပါဠိတော်ဒီမြတ်စွာဘုရားယဟန်တော်များကိုမိန့်ကြားတာဖြစ်တယ်မြတ်စွာဘုရားတို့မြည်သည်သူတစ်ပါးလုံးလပယောဂဖြင့်ဒါပရိနိဗ္ဗာန်စံယူထုံးစံမရှိဘူးပေါ့ဒါကုအထက်ကဆိုခဲ့တဲ့စကားတွေဒီဒါအမှန်တရားများဖြစ်ပါတယ်ဆိုပြီးတော့အောက်မှာကဒါသစ္စာဆိုတာအထက်မှာဆိုခဲ့တဲ့စကားတွေဒီအမှန်တရားများဖြစ်ပါသည်ဤမှန်ကန်တဲ့သစ္စာစကားကြောင့်ဒါမိမိဒီတရှိချမ်းမှာစိတ်ချမ်းသာခြင်းဆိုတဲ့ကောင်းကျိုးချမ်းသာတွေဖြစ်ပါစေပေါ့ဒါမှမဟုတ်တင်ဒီတခြားသူတူတယောက်ကိုပေါ့တင်ဒီအဘောကဆိုခဲ့တဲ့မှန်ကန်တဲ့သစ္စာစကားကြောင့်တင်ဒီတရှိချမ်းမှာစိတ်ချမ်းသာကောင်းကျိုးလူရဆန္ဒများဒါပြည့်ပါစေဧတေနသစ္စာဝိဇ္ဇေနဤသို့ထုတ်ပြန်ဟုတ်မှန်သောသစ္စာစကားကိုပြောဆိုရပြီသောကြောင့်ဒါအထက်ကဆိုခဲ့တဲ့စကားဒီမှန်ကန်တဲ့သစ္စာစကားဖြစ်တယ်အဲ့ဒီသစ္စာစကားကြောင့်တဲ့မေချမ်းသာလူလာဖရာတပည့်တော်အားဒါကတယောက်တည်းအတွက်မေအမာကံချမ်းသာလူလာဖရာတပည့်တော်မတို့အားဒါအများအတွက်တကယ်လို့တခြားသူတူတယောက်အတွက်ဆိုတေချမ်းသာလူလာတင့်အားတေတုမကံချမ်းသာလူလာတင်တို့အားเนาะဒီလိုသွားတာအခုတော့ဧတေနသစ္စာဝိဇ္ဇေနဤသို့ထုတ်ပြန်ဟုတ်မှန်သောသစ္စာစကားကိုပြောဆိုရပြီသောကြောင့်မေချမ်းသာလူလာဖရာတပည့်တော်အားမေအမကံချမ်းသာလူလာဖရာတပည့်တော်မတို့အားတပ္ပရာနိနိညညခတ်သိမ်းသောကာလတိုင်းမှာတုတိလက်နက်ပယောဂကင်းစင်ပ၍ချမ်းသာရခြင်းသည်ဒါကိုအနတ္တိပဲထောက်ဖွင့်တော့တုတိကိုယ်စိတ်နှပြဘေးရန်ကွာ၍ကျမ်းမာခြင်းချမ်းသာခြင်းဝမ်းသာခြင်းလမ်းပြခြင်းရှိသည်ဟောတုမုတ်ချမတွေ့ဖြစ်ပါစေတည်းအာထာဏမေတံဆိုတဲ့ပါဠိတော်ကိုရွတ်ပတ်ပြီးတော့မြတ်စွာဘုရားမိန့်ကြားတော်မူတဲ့ယဟန်တော်များကိုမိန့်ကြားတော်မူတဲ့ပါဠိတော်ကိုရွတ်ဖတ်ပြီးတော့အဲ့ဒီရွတ်ဖတ်လိုက်တဲ့စကားရက်ဒီဒါမှန်ကန်ပါတယ်အဲ့ဒီမှန်ကန်တဲ့သစ္စာစကားကြောင့်တပည့်တော်အားနေရောညပါခါခတ်တဲ့ကျမ်းမာခြင်းချမ်းသာခြင်းဒါအသက်အန္တရာယ်ဘေးတွေကနေပြီးတော့ကင်းကွာခြင်းဆိုတဲ့ကောင်းကျိုးတွေဖြစ်ပါစေတည်းလို့ဒါသစ္စာဆိုပြီးတော့ဆုတောင်းလိုက်တာပါပဲဒါအဋ္ဌာဏမေတ္တံဆိုနည်းပါဠိရဲ့အနတ်အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့ဒါကိုရွတ်ပတ်တဲ့အခါမှာဆရာတော်ဘုရားကြီးမိန့်ကြားသွားတယ်လို့ဘုရားကုံတော်ကိုဒါဘုရားကုံတော်တပါးပါးကိုအာယုံပြုပြီးတော့ဒါရွတ်ဖတ်မယ်ဆိုလို့ရှိရင်ရွတ်ဖတ်မယ်တရေစင်မယ်ဘုရားကုံတော်တွေကိုအာယုံပြုပြီးတော့ရွတ်ဖတ်တရေစင်မယ်အောက်မှာသစ္စာပြုမယ်ဆိုလို့ရှိရင်ဒါကျူတုတရားများကိုဒါရရှိခံစားကြရမှာပဲဖြစ်ပါတယ်ဒါလိုအပ်တဲ့သူလိုလားတဲ့သူတွေအတွက်တော့တန်ဖိုးမဖြတ်နိုင်တဲ့အဋ္ဌာဏမေတ္တံပဲဖြစ်ပါတယ်အဋ္ဌာဏမေတ္တံဘိက္ခဝေအနဝကသော
ယံပရုပကံမေနာတထာဂတံဇီဝိတာဝရောပိယအနုပကံမေနာဘေခဝေတထာဂတပရိနိဗ္ဗာယံတိဧတေနာသစ္စာဝိဇေနသုတိမေဟောတုတပ္ပရာဘေခဝေယဟန်တော်မြတ်ဥจิตသားတို့ယံအကျဉ်ကြောင်းကြောင့်ပရုပကံမေနာသူတပါတို့ဤလုံလပယောဂဖြင့်တထာဂတံတင်တို့ဆယငါဖျားကိုဇီဝိတာယုံနံနတွေအိန္ဒတိမွက်ခောတတ်တော်မှာဟောတော်ပေယခွင်းကားပြည့်ချွေချတတ်ပေရ၏ဧတံဤသို့ယုံနံပြခွင်းချတတ်နိုင်ခြင်းသည်အထာဏံအကြောင်းအချင်းရမဟုတ်သည်သာလျှင်သည်ဧတံဤသို့ယုံနံချတတ်နိုင်ခြင်းသည်အနဝကာသောအခွင့်အခမဟုတ်သည်သာတည်းဘေခဝေငါဘုရားကိုစောင့်ရှောက်နေညဥจิตသားယဟန်တို့တတဂတာရှိအတူကြွလာတော်မူသောမြတ်စွာဘုရားတို့သည်အနုပကံမေနာသူတပါဤလက်နက်လုံးလပယောဂတို့လုံးဝမရှိဘဲလျက်သာလျင်ပရိနိဗ္ဗာယံတိနိဗ္ဗာန်စံကိငြိမ်းအေးတော်မူကြပေကုန်၏ဧတေနာသစ္စာဝိဇေနဤသို့ထုတ်ပြန်ဟုတ်မှန်သောသစ္စာစကားကိုပြောဆိုရပေသောကြောင့်မေချမ်းသာလိုလားဘုရားတပည့်တော်အားမေအမာကံချမ်းသာလိုလားဘုရားတပည့်တော်မတို့အားတပ္ပရာနိနိညညခတ်သိမ်းသောကာလတိုင်းမှာတုတ္တိလက်နပယောဂကင်းစင်ပ၍ချမ်းသာရခြင်းသည်တုတ္တိကိုယ်စိတ်နှပြဘေးရန်ကွာ၍ကျမ်းမာခြင်းချမ်းသာခြင်းဝမ်းသာခြင်းလမ်းပြခြင်းရှိသည်ဟောတုမုတ်ချမသွေဖြစ်ပါစေတည်းအလုံးသောဓမ္မချစ်ခင်သူတော်စင်များကိုယ်စိတ်နှပြဘေးရန်ကွာကိုယ်စိတ်နှပြကျမ်းမာချမ်းသာအသက်ရှိကြစွာဖြင့်မြတ်ဗုဒ္ဓရဲ့သာသနာတော်ကြီးကိုစာတတ်တဖို့တည်ဖို့ဆောင်ရွက်နိုင်ကြကုန်သောတရားသိမြင်မျက်နှိပ်ပံသို့ဝင်ရောက်နိုင်ကြကုန်သည့်သာသနာပြုသူတော်ကောင်းသူမြတ်လောင်များဖြစ်နိုင်ကြပါစေ။